နာဂတောင်တန်းမှာဆန်ရှည်တတဝါဇံဒီအကြောင်းအရာတော့သခိုင်းတိုင်းဒေသကြီးအိန္ဒိယနိုင်ငံနယ်စပ်အနီးနာဂတောင်တန်းဒေသမှာပြောသမတ်တွင်တဲ့ကိစ္စပါနာဂတောင်တန်းရဲ့တတော်ရည်ထဲမှာလူသားမဟုတ်တဲ့သမင်ရှည်တွေနဲ့ထူးဆန်းတဲ့တတဝါတွေရှိရဲလို့ဒေသခံတွေကပြောဆိုကြပါတယ်ဒီတတဝါတွေဟာလူသားအိမ်နဲ့တူပြီးတော့သမင်တွေကအရန်ရှည်ရတယ်လို့ဆိုပါတယ်ပန်းစားကူနဲ့နည်းနည်းဆင်ပါတယ်တချို့ဒေသခံတွေကတော့ဒီဆန်ရှည်တတဝါတွေဟာလူသားနဲ့ဆင်တဲ့မြောက်ကြီးမျိုးဖြစ်နိုင်တယ်လို့ယူဆကြပါတယ်သိပ္ပံပညာရှင်တွေအနေနဲ့ဒီအဖြစ်အပျက်ကိုအတည်ပြုနိုင်ခြင်းမရှိပေမဲ့ဒေသခံတွေကတော့တောထဲမှာသွားလာတဲ့အခါသတိထားဖို့လိုအပ်တယ်လို့ယုံကြည်ကြပါတယ်။ပိုပါတောင်ပေါ်ကလှုပ်ဝက်ဆန်းကျဲတဲ့အတန်းများဒီအကြောင်းအရာကတော့မန္တလေးတိုင်းဒေသကြီးပိုပါတောင်နဲ့ဆက်ဆက်နေတဲ့တန်းတိုင်းတစ်ခုပါ။ပိုပါတောင်ကိုနတ်တို့ရဲ့တောင်ပြဲလူအများယုံကြည်ကိုယ်ဝယ်ကြပါတယ်။ဒေသခံတွေနဲ့တောင်တွေသမားအချို့ကတော့ညဘက်ပိုပါတောင်ပေါ်မှာထူးဆန်းတဲ့တူရိယာတန်တွေတချင်းဆိုတန်တွေနဲ့စကားပြောတန်တွေကိုကြားရတယ်လို့ဆိုကြပါတယ်။ဒီအတန်တွေဟာဘယ်ကလာနေတဲ့ဆိုတာကိုတော့ဘယ်သူမှရှင်းပြနိုင်ခြင်းမရှိပါဘူး။ဒေသခံတွေကတော့ဒါတောင်ပေါ်မှာနေထိုင်ကြတဲ့ပုပ္ပနမီနဲ့အချမ်းအရံတွေနတ်သမီးပီပီစတဲ့နတ်သမီးတွေရဲ့အတန်ဖြစ်မယ်လို့ယုံကြည်ကြပါတယ်။သိပ္ပံနည်းကြရှင်းပြချက်ရှိနေတဲ့အတွက်ဒီအတန်တွေဟာလှုပ်ဝက်ဆန်းကျဲမှုတစ်ခုဖြစ်ချန်ရှိနေခဲ့ပါတယ်။